ဖေနဲ့မိနဲ့ကကျွန်တော်6နှစ်သားအရွယ်လောက်မှာကျွန်တော်စီးပွားပြတ်တဲ့အချိန်ပေါ့တကယ်ကိုရားစရာမရှိအောင်စုပ်ပဲ့သွားတဲ့အချိန်အရင်ကတော့အဖေကဆိုတာလည်းပဒိန်ဆရာလေတော်တော်အဆင်ပြေခဲ့ပါတယ်ကျွန်တော်မှတ်မိသလောက်ဒီလောက်သမားတွေအများကြီးနေဒါပေမဲ့ဟောပေါ့အဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာကျတော့လူကြီးတွေကကျတော့လေဒီမိသားစုဆက်ပြီးတော့ရှည်ရှည်ရက်တည်ဖို့အတွက်လုပ်ငန်းကိုဦးစီးပေးရတဲ့အခါတစ်ဖက်ကတော့လွတ်သွားမိတတ်တယ်လေကျွန်တော်တကယ်ချေရမယ့်အရာတွေကိုကျွန်တော်လည်းလိုချင်တယ်လေအဲ့တော့ငငယ်ရွယ်ရွယ်နဲ့ကလေးတွေကိုစိတ်ဒဏ်ရာမရစေခဲ့ဘူးဆိုတော့အဲ့ဒါနဲ့ဆိုင်နေတယ်ဘာလို့ဆိုအတွေးတွေစုံသွားတဲ့အခါကျလို့ရှိရင်စိတ်ကူးထဲမှာပုံပေါ်တာတွေရှိတယ်တချို့ကြတော့လေအယောင်နေတချို့ကြတော့လေရုပ်ပုံကျွန်တော်ကြတော့တန်စင်နေဖြစ်သွားတာ